ဒါကတော့လူသူကင်းမဲ့ပြီးစွန့်ပစ်ခံထားရတဲ့6ကဘာကြီးတစ်ခုဖြစ်ပြီးတော့ဘယ်နေရာမှာမှလူတွေရှိနေနိုင်တယ်ဆိုတဲ့အရေးအယောင်တောင်ရှိမနေခဲ့ပါဘူးဒါပေမဲ့ဆန်ကတော့နေ့စဉ်နဲ့အမျှဒီနေရာမှာမိုင်းတွေထောင်ဖို့အတွက်တာဝန်ပေးခံထားခဲ့ရပါတယ်ဒီနေရာရဲ့မီတာ900တိုင်းမှာဖေးလန်လို့ခေါ်တဲ့အနီးကပ်ပစ်လက်နက်စနစ်တစ်ခုစီကိုတက်ဆင်ထားခဲ့ပြီးတော့အဲ့ဒီလက်နက်တွေကတစ်ခုခုကအောက်ကနေအပေါ်ကိုတက်လာမှာကိုတားဆီးဖို့အတွက်ဆိုတာတေချာနေခဲ့ပေမဲ့အနီးနားပတ်ဝန်းကျင်မှာတော့လူတယောက်မှရှိမနေခဲ့ပါဘူးတေချာတဲ့တစ်ခုတည်းသောအချက်လက်ကတော့ဒီကြောက်စရာကောင်းတဲ့6ကြီးကဒုတိယကမ္ဘာစစ်ကလေးကရှိနေခဲ့ရဆိုတာပါပဲဆန်ကအမြင့်မီတာ100ရှိတဲ့အနောက်ဘက်မျှော်စင်ပေါ်ကအဲ့ဒီအရိယာတဝိုက်ကိုအမြဲတမ်းစောင့်ကြည့်နေဖို့ကိုပဲအမိန့်ရထားခဲ့ပြီးတော့သူ့ရဲ့ရှေ့တေးမျက်နှာချင်းဆိုင်မှာတော့ရုရှားစစ်သားတွေတက်ဆွဲထားတဲ့အရှေ့ဘက်မျှော်စင်ကြီးရှိနေခဲ့ပါတယ်ဒါပေမဲ့နှစ်ဖက်လုံးကစစ်သားတွေကမိမိတို့ရဲ့တာဝန်တွေကိုတီးခြားစီထမ်းဆောင်ကြရပြီးဘလို့အခြေအနေမျိုးမှာမှတဦးနဲ့တဦးဆက်သွယ်ပြောဆိုခွင့်မရှိခဲ့ကြပါဘူးအစပိုင်းမှာတော့ဆန်ကအထီးကျန်မှုကိုအောင်အသည့်ခံပြီးနေနိုင်ခဲ့ပေမဲ့တရက်မှာတော့သူကအဝေးကြီးမှန်ပြောင်းနဲ့လန့်ကြီးမိရာကနေမြင်ကွင်းတစ်ခုကိုမြင်လိုက်မိပြီးတော့အရာလုံးပြောင်းလဲသွားခဲ့ပါတယ်သူ့ရဲ့မျက်နှာချင်းဆိုင်မျောစင်ပေါ်မှာအမျိုးသမီးတစ်ယောက်ရှိနေလိမ့်မယ်လို့သူလုံးဝမျှော်လင့်မထားခဲ့မိပါဘူးပြီးတော့တာမန်မျိုးသမီးတစ်ယောက်တောင်မဟုတ်ပဲပြပြလာပါတဲ့ကိုလုံးကိုပေါက်ရှိတဲ့မိန်းမလာလေးတစ်ယောက်ဖြစ်နေခဲ့တာပါပဲသူမကသူ့ကိုတယောက်ယောက်ဆောင်ကြည့်နေတာကိုရိပ်မိလိုက်ပြီးချက်ချင်းလက်ကြည့်လိုက်ပေမဲ့အဲ့ဒီချိန်မှာဆန်ကတော့ပုံနေခံပြီးပါပြီသူမကလည်းတာမန်မိန်းမတစ်ယောက်မဟုတ်ခဲ့ပဲတမိုင်းတစ်လျှောက်အဝေးဆုံးစနအိပ်ပါပြစ်ခတ်မှုမှာ3450မီတာဖြစ်ပေမဲ့သူမက3800မီတာအကွာကရန်သူကိုတောင်ပြစ်ခတ်နိုင်ခဲ့သူတစ်ယောက်ဖြစ်ပြီးသူမအတွက်ရိုးရိုးတန်းတန်းတာဝန်တွေကလွယ်ကူလွန်းနေရကြောင်းခုလိုခက်ခဲတဲ့မျှော်စင်ဆောင်တာဝန်ကိုရွေးချယ်ခဲ့လိုက်တာပါညဘက်တွေမှာဆန်ကသူမရဲ့မျက်နှာကိုအိမ်မက်ထဲမှာတောင်ခဏခဏမြင်အောင်နေခဲ့မိတာကြောင့်နောက်နေ့မှမအောင်အီးနိုင်တော့ပဲတစ်ဖက်ကိုနောက်တစ်ချိန်လမ်းကြည့်လိုက်မိပြန်တယ်။သူမနဲ့စကားတစ်လုံးမှမပြောခဲ့ဘူးပေမဲ့ဆန်ရဲ့နှလုံးသားထဲမှာတော့အချစ်မျိုးစစ်တစ်ခုကိုစိုက်ပျိုးခဲ့မိလိုက်ပါပြီ။နောက်တစ်နေ့မှာတော့ရုတ်တရက်သူမကဆန်ရဲ့အာယုံကိုဆွဲဆောင်ခဲ့လိုက်တယ်။ကွာခြားနေတဲ့အကွာဝေးကြောင့်သူမကမဆုစာအုပ်မှာစာတစောင်ရေးပြီးဆက်သွယ်လိုက်တယ်။သူမရဲ့အမူအရာကိုကြည့်ပြီးဆန်ကစာလုံးလေးလုံးနဲ့ကိုပဲပြန်အေးပြလိုက်တယ်။ဒါကတော့ဆက်သွယ်ပြောဆိုခြင်းကိုတားမြစ်ထားရတယ်ဆိုတာပါပဲ။သူမစိတ်ဆိုးသွားလိမ့်မယ်လို့သူထင်ထားခဲ့ပေမဲ့သူမကတော့ဒီနေ့ကသူမရဲ့မွေးနေ့ဖြစ်တာကြောင့်နဲ့သူလို့ချင်ရလုံးနိုင်ကြောင်းပြန်လည်ရေးသားခဲ့တယ်။သူမရဲ့ရေးအမှုကိုသဘောကျသွားခဲ့တာကြောင့်ဆန်ကသူ့ရဲ့တောက်စရာခွက်ကိုမြှောက်ပြပြီးအဝေးကနေသူမရဲ့မွေးနေ့ကိုဂုဏ်ပြုလိုက်တယ်။ဒီလိုနဲ့သူတို့နှစ်ယောက်ကအလွန်ထူးခြားတဲ့နီလန်းနဲ့ခန်းစားချက်တွေကိုစတင်ဝင်မြခဲ့ကြပြီးတော့အကွာဝေးတွေချားနေခဲ့ပေမဲ့သူတို့ရဲ့နှလုံးသားတွေကတော့တဖြည်းဖြည်းနီးကပ်လာနေခဲ့ကြတယ်။ဒီလိုအတန်တိတ်အပြန်လန်ဆက်သွယ်မှုအတွင်းမှာတော့သူမကဆန်ကိုသူ့ရဲ့ထူးခြားတဲ့စွမ်းရည်အကြောင်းကိုရုတ်တရက်မေးလာခဲ့တယ်။ဆန်ကသူ့ရဲ့တနက်ပစ်ခတ်မှုစွမ်းရည်ကအလွန်ကောင်းမွန်ကြောင်းပြန်ပြောပြခဲ့ပေမဲ့သူမကိုယ်တိုင်ကလည်းထိတ်တန်းစနိုက်ပါသမားတစ်ယောက်ဖြစ်နေခဲ့တာကြောင့်လွယ်လွယ်လက်မခံခဲ့ပဲသူမကဆန်ကိုလက်တွေ့ပြဖို့တောင်းဆိုနေခဲ့တယ်။ဒါပေမဲ့ဆန်တနက်ကိုတောင်းမမြောက်ရသေးခင်မှာပဲသူမကသူမရဲ့စွမ်းရည်ကိုအရင်ပြသလိုက်ပြီးသူမရဲ့အောင်မြင်မှုကိုဂုဏ်ယူစွာပြုံးပြရင်ဆန်ဘလို့တုံ့ပြန်လဲဆိုတာကိုစောင့်ကြည့်နေခဲ့တယ်။သူမကစိတ်မဆိုးတဲ့အပြင်ပလင်းတစ်လုံးကိုခေါင်းပေါ်တင်လိုက်ပြီးဆန်ကိုဆက်လက်လှုပ်ဆောင်ဖို့တောင်အချက်ပြနေခဲ့တယ်။ဆန်ကပြစ်မှတ်ထားပြီးပြစ်ခတ်ဖို့လုပ်နေတဲ့အချိန်မှာပဲသူမရဲ့မျက်နှာမှာတုံ့လှုပ်ချောက်ချားမှုတွေရုတ်တရက်ဖြစ်ပြေးသွားခဲ့ပြီးတော့သူမကအောက်ဖက်အမှောင်ထုတဲကိုကြည့်ဖို့ဆန်ကိုချက်ပြလိုက်တယ်။တစုံတစ်ခုတက်လာနေပြီဆိုတာသိလိုက်တာကြောင့်ဆန်က6ကြီးရဲ့နှဆိုင်အစီကိုချက်ချင်းတနက်နဲ့ချိန်ရလိုက်တဲ့အခါမှာတော့ပထမဆုံးတက်လာတဲ့တတဝါဆန်းကြီးကိုတွေးလိုက်ရပါတော့တယ်။ဒီတော့မှအရာရှိတွေကသူ့ကိုအမှန်တကယ်ဘာကိုစောင့်ခိုင်းဖို့ဆေလွတ်လိုက်တယ်ဆိုတာကိုဆန်နားလည်သွားခဲ့ရပါတော့တယ်။အောက်ဖက်မှာမရေတွက်နိုင်တဲ့အရေးတွေအများကြီးလှုပ်ရှားနေကြတာကိုမြင်လိုက်ရတဲ့အခါမှာတော့သူမကစက်တနက်အကြီးစားကိုပြောင်းလဲပစ်ခတ်နေခဲ့လိုက်တယ်။ကြီးစံမှုတွေအောက်မှာအဲ့ဒီတတဝါဆန်းတွေအပိုင်းပိုင်းပြတ်ထွက်ကုန်ကြပြီးအတန်တွေတဖြည်းဖြည်းတိတ်ဆိတ်သွားခဲ့တာကြောင့်သူတို့နှစ်ယောက်ကအားလုံးပြီးဆုံးသွားပြီလို့ထင်လိုက်ကြတဲ့အချိန်မှာပဲသူမရဲ့ဘက်မှာထူးဆန်းတဲ့အတန်တစ်ခုကိုကြားလိုက်ရပြန်တယ်။သူမကနောက်ကိုခြေလက်နှစ်လက်လောက်ဆုပ်လိုက်တဲ့အချိန်မှာပဲကြီးမားတဲ့လက်ကြီးတစ်ဖက်ထိုးထွက်လာခဲ့ပြီးတစ်ပင်တစ်ပင်နီးပါးကြီးမားတဲ့တတဝါဆန်းကြီးတစ်ကောင်ပေါ်လာခဲ့တယ်။ဒီတော့သူမလည်းဘာမှစဉ်းစားမနေတော့ပဲကြီးကုံပစ်ခတ်လိုက်တဲ့အခါမှာတော့အဲ့ဒီတတဝါကြီးကအောက်ကိုပြုတ်ကျသွားခဲ့ပြီးလေထဲမှာချိတ်ဆွဲထားတဲ့မိုင်းတစ်ခုကိုတွားရောက်ထိမှန်သွားခဲ့တယ်။ဒီတော့ကြီးမားတဲ့ပောက်ကွဲမှုကြီးဖြစ်ပွားခဲ့ပြီးလွင့်စင်လာတဲ့ဘုံဆန်တချို့ကသူမရဲ့ရင်ဘတ်ထဲကိုတဲ့ကြီးတိုးဝင်သွားခဲ့ကြတယ်။